သားလေးရငယ်သေးရကြောင့်အနုပညာအလုပ်တွေကိုမလုပ်သေးဘူးဆိုရင်နန်းဆန္ဒလာထွန်းပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်လက်ရှိမှာတော့ MRTV4 ကနေပြသနေတဲ့အမုန်းရဲ့အလွန်ဇလန်းတွေကိုလည်းပရိသတ်တွေအတော်လေးစိတ်ဝင်စားနေကြတာဖြစ်ပါတယ်အဲ့ဒီကားကလည်းအတော်လေးကိုမှပေါက်နေပြီးပရိသတ်တွေသဘောကျနေကြတာဖြစ်ပါတယ်အဲ့ဒီကားထဲမှာဇက်ဆောင်မင်းသမီးနေရာကနေပါဝင်တရုပ်ဆောင်ထားတဲ့နန်းဆန္ဒလာထွန်းဟာလည်းတကြော့ပြန်ပြီးပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုခံနေရတာဖြစ်ပါတယ်သူမအနေနဲ့အမုန်းရဲ့အလွန်ဇလန်းတွေမှာတော့မတူညီတဲ့ပုံစံမျိုးလေးနဲ့တရုပ်ဆောင်ထားပါတယ်လို့ဆိုပါတယ်။နန်းဆန္ဒလာထွန်းဟာဆိုရင်တော့အနုပညာလောကထဲမှာနှစ်အတော်လေးကြာအောင်တရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။သူမဟာဆိုရင်တော့ပြစ်စလက်ရွာဆိုတဲ့ဇာတ်ကားမှာရေဝတီဆိုတဲ့ဇာတ်ရုံနဲ့လူသိများလာခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့နန်းဆန္ဒလာထွန်းဟာလူသိပိုများလာခဲ့တာဖြစ်ပါတယ်။သူမရဲ့ရုပ်ရည်ချောမောပြည့်ပြည့်ပုံတွေသူမရဲ့တရုပ်ဆောင်ကောင်းပုံတွေကြောင့်လည်းအတော်လေးကိုအောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။နန်းဆန္ဒလာထွန်းဟာဆိုရင်တော့အောင်မြင်နေချိန်မှာလက်ထပ်သွားတာကြောင့်လည်းပရိသတ်တွေကဝိုင်းပြီးနှမျောနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းနန်းဆန္ဒလာထွန်းကတော့ဝေဖန်မှုတွေကိုဂရုမစိုက်ပဲချစ်ရသူနဲ့လက်တွဲခဲ့တာဖြစ်ပါတယ်။အချစ်ကိုရွေးချယ်ခဲ့ပေမဲ့လည်းသူမရွေးချယ်သူဟာလုပ်ငန်းရှင်တထေးကြီးတယောက်ဖြစ်တာကြောင့်သူမဟာမပူမပေးမကြောင်မကြားနဲ့အချစ်ခံနေရတာဖြစ်ပါတယ်။နန်းဆန္ဒလာထွန်းဟာကလေးယူခြင်းပေမဲ့လည်းကလေးရဖို့အဆင်မပြေရကြောင်းလည်းဘန်ကောက်သွားပြီးဖန်ပြွန်တရေသားနဲ့ကလေးယူထားတာဖြစ်ပါတယ်။လွန်ခဲ့တဲ့အချိန်တုန်းကသားယောက်ျားလေးတဦးကိုမွေးဖွားခဲ့ပြီးတော့သူမဟာကလေးကိုဂရုစိုက်နေတာဖြစ်ပါတယ်။သားလေးကလည်းအခုမှ2လသားလေးဖြစ်တာကြောင့်အနုပညာအလုပ်တွေကိုမလုပ်သေးပဲသားလေးကိုသာအချိန်ပေးနေသေးရဲ့လို့ဆိုပါတယ်။သားကအခုဆိုရင်သူမဘွားဖြစ်လာပြီးသားအလိမ့်ပါတယ်တိတ်လည်းမငိုဘူးလို့ဆိုပါတယ်။ကလေးနဲ့အတူတူအချိန်တစ်ခုထိရောအတူတူနေသွားပြီးဂရုစိုက်ပေးဖို့ဆုံးဖြတ်ထားတယ်။ဒီနေ့ပိုင်းတွေမှာတော့အနုပညာအလုပ်တွေကိုလည်းမလုပ်သေးသလိုအလုပ်လည်းလက်မခံသေးပါဘူးလို့ဆိုပါတယ်။အခုပြသနေတဲ့အမုန်းရဲ့အလွန်ဇကားကလည်းသူမကလေးမယူခင်ကရိုက်ကူးထားတဲ့ဇကားဖြစ်ပြီးအောင်မြင်လို့လည်းပြောရပါတယ်ဆိုပြီးပြောဆိုလာပါတယ်။ပရိသတ်တွေအတိမတ်ပြုလက်ခံတဲ့အပေါ်မှာလည်းဂုဏ်ယူရပါတယ်လို့ဆိုပါတယ်။သူမဟာအနုပညာအလုပ်ကိုဝါသနာပါသူတစ်ယောက်ဖြစ်ပြီးတော့အနုပညာအပေါ်မှာလည်းယူသွတ်ပါတယ်။ဒါကြောင့်လည်းအချိန်တစ်ခုလောက်ကြာပြီးရင်တော့အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်သွားမှာပါလို့ဆိုပါတယ်။အခုကသားလေးငယ်သေးလို့အနုပညာအလုပ်တွေကိုဆက်မလုပ်သေးဘူး။သားလေးနည်းနည်းကြီးလာရင်တော့ဖန်ပြွန်တရီသားနဲ့နောက်ထပ်သမီးလေးတစ်ယောက်ယူအောင်မယ်လို့ဆိုပါတယ်။သားသမီးဆိုတာယတနာပဲမို့သူမအနေနဲ့တော့သားသမီး2ယောက်မွေးဖို့လဲစိတ်ကူးထားတယ်လို့ပြောလာခဲ့ပါတယ်။ကလေး2ယောက်ယူပြီးတော့သူမချစ်မြတ်နိုတဲ့အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်သွားမှာပါလို့ဆိုပါတယ်။သူမအနေနဲ့မိသားစုအများကြီးရှိတာကိုသဘောကျတဲ့အတွက်နောက်ထပ်သမီးလေးတစ်ယောက်ကိုလည်းထပ်မွေးအောင်ပါလို့ဆိုပါတယ်။နန်းဆန္ဒလာထွန်းကတော့အခုချိန်မှာတာယာပျော်ရွှင်တဲ့မိသားစုလေးကိုပိုင်ဆိုင်နေရဖြစ်ပါတယ်။သူမအမျိုးသားဟာလည်းသူမကိုကလေးတစ်ယောက်လိုဂရုစိုက်အလိုလိုက်ချစ်ပေးရဖြစ်ပါတယ်။သူမအနေနဲ့အနုပညာအလုပ်တွေကိုမလုပ်ဘူးဆိုပေမဲ့ပွဲတက်လေးပြီးတော့တက်ဖြစ်အောင်ပါလို့ဆိုပါတယ်။အခုချိန်မှာတော့ရန်ကုန်မှာမနေပဲမိသားစုရှိရဲ့တောင်ကြီးမှာပဲနေနေရဖြစ်ပါတယ်။နန်းဆန္ဒလာထွန်းတို့ကတော့တသားမွေးတသွေးလာဆိုသလိုသားဦးလေးမွေးပြီးမှပုတ်ပိုးလှလာတာဖြစ်ပါတယ်။သူမကတော့အချစ်ခံရတဲ့မိန်းကလေးတို့ရဲ့ထုံးစံအတိုင်းတနေ့တက်တနေ့လှလာတာဖြစ်ပါတယ်။အခုလည်းသားဦးလေးမွေးပြီးမှအမုန်းရဲ့အလွန်ဇလန်းတွဲနဲ့အောင်မြင်လာပြန်တာဖြစ်ပါတယ်။ပရိသတ်တွေလည်းနန်းဆန္ဒလာထွန်းကိုအားပေးစကားပြောပြီးသွားကြပါအောင်ရှင်။